ကျွန်တော်ကိုထောက်ဝင်ပါဗောနော်ဆောက်လုပ်ရေးလုပ်ငန်းတော့မီနီမောင်းနိုင်ဂရိတ်နေရရှိနိုင်ပါတယ်ကျွန်တော်ဒီမောင်းနိုင်ရဲ့အရှိကတော့ကျွန်တော်တို့ဒီကနေစပြီးတော့ဗောနော်မောင်းနိုင်ရဲ့အဆုံးကအစကနေစပြီးဆုံးနေဆိုရင်ကျွန်တော်တို့ရှစ်ပေရှိမယ်ဗောနော်ဒီမျိုးတော့တစ်ဆင့်ပြန်လဲရောင်းချနေတာပဲဖြစ်ဖြစ်ဝယ်သုံးစွဲနေတာပဲဖြစ်ကျွန်တော်တို့ကိုရောင်းကလို့မှရရှိနိုင်ပါတယ်တစ်ဆင့်ပြန်လဲရောင်းချနေတဲ့ customer တွေများဗောနော်ကျွန်တော်ကုန်သိန်းများဆိုရင်လည်းကိုရောင်းကလို့မှလိုက်လကားဝယ်အားပေးနိုင်ပါတယ်ဒါပြင်ကျွန်တော်ဒီမှာဆောက်လုပ်ရေးလုပ်ငန်းသုံးတာကျွန်တော်ကလပ်ခုံပေါ့နော်ကလပ်ခုံကျွန်တော်100ရှိမယ်120ရှိမယ်195 155ပေါ့နော်200ထိကျွန်တော်ရရှိနိုင်ပါတယ်အဲတော့ကျွန်တော်တို့ဒီပစ္စည်းတွေချတဲ့နေရာပေါ့နော်ကျွန်တော်တို့ဒါအင်ဂျင်နဲ့လည်းရတယ်မော်တာနဲ့လည်းရတယ်ပေါ့နော်တော့ကျွန်တော်ဒါတော့ဟိုပါပေါ့နော်ကော်ဘလင်းနဲ့ပေါ့ဂီယာဘောင်းနဲ့ရေလုံးနဲ့ကော်ဘလင်းနဲ့ join ပေးတာပေါ့နော်အဲဒါဆို free ပေါ့free ပေါ့ဒါဆို brake ပါတယ်ပေါ့နော် free ဆိုတာ brake လေးနဲ့မေးလို့ရတယ်ပေါ့နော် brake ပေါ့ဒါ brake ပေါ့ free မှာကျွန်တော်တို့ brake နဲ့နော် brake နဲ့brake နဲ့ဒါတော့ကျွန်တော်တို့ဒီမှာဂီယာဘောင်းကိုကတ်မယ်ဆိုရင်ကျွန်တော်ဒီမှာကော်ဘလင်းကိုကတ်တဲ့တန်လေးပဲဆွဲကတ်လိုက်အောင်ပေါ့နော်လှည့်ပြီးတော့လိုဝင်တော့ပါဗောနော်မတော့ချိန်တော့ပါဗောနော်ဒီကျမတို့လိုရရင်ကိုတော့ဝင်မှရရှိနိုင်ပါတယ်